sa shin ne be shin ma le 90ကိုရှင်းမယ်လက်3ချောင်းဘေးမှာထားရင်ထားမထားရင်လည်းလက်6အောင်ထားအခုကြိုက်ကတော့ကိုကလက်3ချောင်းဘေးမှာထားတာများတယ်အဲ့တော့လက်ကိုဒေါင်းလိုက်ဖြစ်မသွားဘူးလားဒေါင်းလိုက်ဖြစ်သွားပြီဆိုလို့90နဲ့ရှင်းလိုက်နဲ့ရှင်းပြီးတော့ချစ်လက်ကိုပေါ်ဆွဲပြောင်းလိုက်ဘယ်ကိုဆွဲမှာလဲအပေါ်တက်တဲ့ဆွဲချလိုက်အင်းရတဲ့ပုံစံဒီပုံစံအဆင်ပြေလားကြည့်ရလဲအဆင်ပြေကြာလိုက်လဲဒီကောင်တွေကညောင်းလာလိမ့်မယ်နော်အဲ့တော့90နဲ့ရှင်းမယ်1 2 3ဆိုပြီးလည်းလည်းကလက်ကိုပေါ်ဆွဲတည်ရပြီဆိုတော့အပေါ်တက်တဲ့မာချလိုက်180တဲ့များခြင်းနဲ့ဆိုဘာချိန်မလဲလက်အန်ငယ်ချိန်မယ်သပင်ကိုဆွဲမယ်ဆွဲပြီးတော့ဒါဆိုရင်ဘယ်လောက်လဲ45မိုင်းနဲ့ဒါဆိုလို့ရှိရင်ချိန်တည်တယ်45ဆိုတော့အတကယ်မချိန်ဝါဘူးလားချိန်ဝါဆိုမိုင်းနဲ့ဆိုတော့နည်းမလားများမလားနည်းမှာအဲ့ဆိုလို့ရှိရင်180ရှိသေးလား180တက်နည်းသွားလိမ့်မယ်နော်အဲ့တော့တို့ကဆွဲပြီးတော့180တက်ဆွဲရင်ဆွဲမဆွဲ180များခြင်းကတည်းက45 plus နဲ့ချိန်ပြီးတော့ညက်အခုကဘာနဲ့ဆွဲမှာလဲကတည်းက90နဲ့ပဲဆွဲပြီးတော့ညက်မယ်တဲ့ပဲ90တိုင်းပဲတဲ့ဆွဲ180ရတဲ့ပုံစံဒီပုံစံဒီနဲ့တော့လက်ကိုရှော့ဒီနဲ့တော့ဒီနဲ့တော့အဲ့တိုင်းများလေးကျင့်မယ်โอเค